ဟိုကကဲဆက်ရဖို့90ကူရာမှာတက်အခက်နေပေါ်လာပြီတို့က M249 တလက်မဟုတ်ရင်2လက်လောက်ကန်ပြီးတော့အလွယ်ကူဆုံးတက်လို့ရမယ်ဒီလေးပြောပြမှာဖြစ်ပါတယ်ကိုယ့်ရဲ့တင်မေး3ယောက်ဒါမှမဟုတ်4ယောက်နဲ့သွားပြီးတော့တက်တဲ့ခါကျရင်မျက်လုံးပေါ်ရဲ့အခုလိုမျက်လုံးပေါ်နေတဲ့တယောက်ကပတ်ပြေးပြီးတော့ကျင်းတဲ့လူတွေကဝိုင်းပြေးပေးရပါတယ်တကယ်လို့မျက်လုံးပေါ်နေတဲ့လူနောက်တစ်ယောက်ပြောင်းသွားရဲဆိုရင်အဲ့တယောက်ကထွက်ပြေးပြီးတော့တခြားလူတွေကဝိုင်းပြင်ကူရာမကိုဒီလိုမျိုးအသာလေးနိုင်မှာဖြစ်ပါတယ်没有，比那ရလာဒီမရှိတော့လားဟိုကူရမဖြစ်တာအဲ့ဒါလေးကောက်သွားတာ公民我放那卖的。